ဒီနေ့တော့နင်နီ US မှာခေါ်တဲ့ Philly roll လိမ့်နေသင်ပေးမယ်နော်ထုံးစံတိုင်းတော့နင်နီတို့ထမင်းလေးစခင်ပါမယ်ထမင်းကတော့150 gram ပါထမင်းခင်းနည်းဗီဒီယိုကိုတော့နင်နီဟိုးအစမှာတင်ပေးခဲ့ပူပါတယ်နော်အလေးကောင်းပါပဲထမင်းလေးကိုတန်းလိုက်လေးချပြီးတော့ဟိုဘက်ဒီဘက်ဖြန့်လိုက်တာပါလက်လေးနဲ့ဆွဲပြီးတော့ချလိုက်တာပေါ့နော်တွန်းမိတဲ့ခါကျတော့မှဒီလိုမျိုးလေးဖြန့်လိုက်တာဖြစ်ပါတယ်ဒါကတော့စီးဝီပေါ်မှာထမင်းခင်းတဲ့နီလန်မှာထမင်းလေးညီသွားပြီဆိုလို့ရှိရင်တော့တစ်ဖက်ကိုလှန်လိုက်ပါမယ်နော်ဒါကတော့စီးဝီတစ်ဝက်ကိုအတွင်းထဲမှာထားလိုက်တဲ့နီလန်မှာနော်ဒီမှာတော့ cream cheese ကဒီလိုမျိုးအခဲလေးတွေလာတာဆိုတော့လက်သန်းလောက်လေးတွေပိုင်းပြီးတော့ထည့်ပါမယ်နှစ်ချောင်းပေါ့နော်ပြီးရင်တော့ထောပတ်သီးပေါ့နော်ထောပတ်သီးလေးကိုထည့်ပါမယ်ထောပတ်သီးမှာအရင်သားကိုအပြင်ဖက်ထိတ်ကနေထားပြီးတော့ထည့်ပါမယ်အတွင်းသားကိုတော့အတွင်းထဲကနေထားပါမယ်နော်ပြီးရင်တော့ကနန်းချောင်းထည့်ပါတယ်ဟိုဘက်အစလေးကနေယူလာပြီးတဲ့ခါကျတော့မှတစ်ဖက်ကထိမ့်ပြီးတစ်ဖက်လေးကနေလိမ့်သွားပါမယ်မသေးချဘူးထင်ရင်ရင်းလိမ့်လေးနဲ့ဒီလိုမျိုးဖွားလေးပြန်ဖိလိုက်ပါပြီးတော့မှတစ်ဖက်ကိုပြန်ပြီးတော့လှိမ့်ချလိုက်ပါမယ်နော်အတွင်းထဲကိုကျစ်နေမှသာလင်ရိုးကမကွဲဘဲနဲ့ဖြတ်တဲ့အခါညီစီစီလေးဖြစ်မှာပါပြီးရင်တော့အပေါ်ကနေရင်းလိမ့်လေးအုပ်ပြီးတော့ရိုးလေးကိုနည်းနည်းဖိပြီးရင်ဟိုဘက်ဒီဘက်လေးညှိထားလိုက်ပါမယ်ဒါဆိုရင်တော့ဆူရှီရိုးလေးရသွားပါပြီဒီရိုးလေးကိုအလဲကောင်ကနေပြီးတဲ့အခါကျတော့မှနှစ်ပိုင်းဖြတ်ပါမယ်ဒါကဆူရှီရိုးတစ်ရိုးတဲ့ကိုဖြတ်တဲ့နီလန်းမှာလက်ညှိုးနဲ့လက်ခလေကြားထဲမှာဓားကိုထည့်ပါမယ်ထည့်ပြီးရင်တော့သူ့ကိုလက်ညှိုးတစ်ညှိုးစာပေါ့နော်တိုင်းပြီးတဲ့အခါကျတော့မှလေးဖြတ်ဆူရှီတစ်ရိုးကိုဖြတ်ပါမယ်နော်ဆူရှီလိမ့်နည်းတွေကတော့ရိုးလိမ့်နည်းကတော့အတူတူပါပဲနော်အတွင်းထဲမှာထည့်တဲ့ပစ္စည်းလေးတွေကသာလင်ကွဲပြားသွားတာပါအခုနီနီလေးပြနေတဲ့ရိုးလေးတွေကတော့စားလို့လည်းကောင်းတဲ့ basic roll လေးတွေဖြစ်ပါတယ်ထုံးစံအတိုင်းနီနီကဒါ market ကဆူရှီဆိုင်မှာဆိုတဲ့အခါကျတော့ဘူးလေးနဲ့ထည့်မယ်ဆိုင်းဆော့တို့ဂျင်ဂျာတို့ဝါဆာဘီတို့တော့ဒီမှာထည့်ပါတယ် special roll တွေကိုနောက်ထပ်လေးပြမယ်နော်